နေညိုညိုလွမ်းတဲ့ဆွေးများမလို့ကျုပ်တို့ရဲ့ရွာလေးကတချင်တွေဆိုချိန်တန်ပြီဆိုစပါးကင်များမဲဆိုအိမ်ပြန်ချိန်ဆိုစနီးကြောလေးကကြိုနေညိုညိုလွမ်းတဲ့ဆွေးများမလို့ကျုပ်တို့ရဲ့ရွာလေးကတချင်တွေဆိုချိန်တန်ပြီဆိုစပါးကင်များမဲဆိုအိမ်ပြန်ချိန်ဆိုစနီးကြောလေးကကြိုကျုပ်တို့ရဲ့ရွာလေးငိမ့်ချမ်းတဲ့ရွာလေးလာပါလာပါအားလုံးတို့ဖိတ်ခေါ်နေကျုပ်တို့ရဲ့ရွာလေးဟိုအဝေးကစိတ်လည်းတဲ့ရွာလေးလာပါလာပါအားလုံးတို့ဖိတ်ခေါ်နေသူတို့ပြောပုံရဆိုရင်ဟိုမျိုးသားကောင်နဲ့အဖွားကြီးကသဘောတူလိုက်တယ်ဆိုတဲ့သဘောလားမင်းကလည်းကွာအဖွားကြီးကသဘောတူရင်မှတော့လေးဆိုင်ခိုင်းမှာမလားလက်တေကောက်ကိုလေးလားနဲ့အပီးဆိုင်ခိုင်းတယ်ဆိုတော့ဒါတက်အကျက်ခိုင်းတာဘိုင်းမိုင်လဲစိတ်ဆိုတဲ့သဘောပေါ့ကွာအေးကွာငါလည်းစဉ်းစားတာလက်တေကစပားထွက်ဖို့ဆိုတာကဟဲ့ရာခိုင်နှုန်းအားဖြင့်ရတော့လေကောင်းကင်တဲ့မြေကြီးကိုတရားထိုးသလိုပဲမဖြစ်နိုင်ဘူးများတယ်ကွာအဲ့တော့ငါတို့ဆက်လို့ရမယ်ဟာကဟာလွယ်ပါတယ်သူ့လဲဆောင်တဲလေးကိုဖြတ်စည်းတော့လူမိသွားတယ်လေလူမိသွားတာကွာဒီတခါ तू စိုက်ထားတဲ့စပားပင်တွေကိုသာဖြတ်စည်းလိုက်မယ်ဆိုရင်ဟာလေအိုပင်တော့မင်းလူသားဆိုတယ်ကွာကောက်ကြည့်ရုံမာတဲ့ညံတော့အရန်ကောင်းမယ်ရလိုက်စမ်းကြောင်ရဲ့ဆုံးမယ်ဆုံးတာကောင်းတယ်我摇了光，光，你那我们跑路不来？光，我得得溜达光呀。好的，俺都没地了，得溜达的，干了哪里？你俺我们爸妈晒什么路？你说没哪里别急噻？快玻璃油皮皮，他没晒也没晒的，没哪里呢？如果我隔离个去，欧家那包这哪地方，你们没啥，我也没有没有干的，没老在家，他们有嘛，都土嘛，我土嘛，我就是嘛隔离个去，上班机构的开，不能过来，过来给我搞的耶，没没的，你把你表达了，爸爸表达不？你တို့နောက်ခါဆိုရင်စိုက်ကင်မလိုက်ပဲကြီးကားလိုက်မယ်လို့ပြောတာဟုတ်ရသိလားဟာပေတူပါလေလီယိုငါတို့ဘဝဘယ်ပြန်စားအမှန်းတော့မသိတော့ပါစစမှာဆက်တက်တာအားကားတာကွာမင်းတို့စုံစမ်းခဲ့သမျှတွေကိုငါ့ပညာရှိဉာဏ်နဲ့ဆင်ခြင်သုံးသပ်ရမယ်ဆိုရင်ခင်ကြီးကမျိုးသားကိုကျိုးရှိရှိနဲ့လှန်လာတယ်နော်ဘာဖြစ်လို့လဲဆိုတော့သူ့သဘောတူရဆိုရင်ဘာမှတဲကိုပတ်စံဖေးပြီးဖြတ်ခိုင်းစရာကြောက်မရှိမဟုတ်တာဖေဟာအစာတွေကညင်းလိုက်ရနေတဲ့ကိစ္စကိုတတ်မဲ့ဇက်ကြောလာဆွဲတာဟာရောမင်းအဲ့လိုပြောလို့မရဘူးလေကွာမင်းသူ့မှလည်းမင်းမှုံလည်းမင်းမျက်နှာကိုလည်းထောက်ရသေးတယ်မှုံမျက်နှာလည်းရှိသေးတယ်ပြန်ဘာပဲပြောပါခင်ဗျာတကူဆိုတော့ရေးရကြောဆိုတော့ तू ငေါ့လှမ်းလို့အားကိုးတယ်တတိတရားနဲ့လှမ်းအားကိုးတယ်ကွာအဖေလဲနော်ခိုင်းစားခံရတာတော့ဂုံလာယူနေဟာရောငါသားမင်းဘလို့ပြောလိုက်တာလေဒါခိုင်းစားတယ်တော့မဟုတ်ဘူးခိုင်းစားတာလို့မပြောဟုတ်ဒါတယောက်နဲ့တယောက်မှီတယ်လို့ခေါ်တယ်မှီနော်အဲ့တော့ငါတို့ဘာပဲဖြစ်ဖြစ်ခင်ကြီးဘက်ကနေငါတို့ရက်တည်ရမယ်ခင်ကြီးကိုဝင်ရမယ်ခင်ကိုကူညီရမယ်နော်ဟိုမျိုးသားကောင်နဲ့ပတ်သက်တဲ့မြောက်ဖျက်လို့ဖျက်စီအကောက်လုပ်ပြရမယ်ဟုတ်တယ်နော်အဲ့တော့ဒီနေ့ဒီအချိန်ကစပြီး
ငါတို့ဒေါခင်ကြီးအထင်ကြီးအောင်နေမရမယ်နော်မင်းတို့ကောင်တွေလည်းဘောဒီဘောချမလုပ်ကြနဲ့ကြားလား အေးကြားတယ်ဟေးသူပြောမင်း သူတို့ပြော ကျွန်တော်တို့ သူများကိုမပြောနဲ့မင်းနာတတိထားနော်ခင်ကြီးတို့တားပြီးအထင်သေးမြင်သေးဖြစ်အောင်မင်းမလုပ်နဲ့ ဟာတာဘာလို့လို့လဲ ဟာလှုပ်တာပေါ့ဟိုတော့မင်းခင်ကြီးလေကိုသွားတယ်လေဝိုင်းကူမယ်ဆိုပြီးတော့ဟမ်ပြီးတော့လိုက်မှာတက်မင်းအိမ်နေတဲ့ပုံကုတ်ဖက်နေတဲ့ပုံရှက်လိုက်တာကွာငါလဲတော့သိကျင်တယ် ဖေးရလေဗျာအဲ့ဒါလုံးကြံခံရတာပါ ဟာအဲ့တော့လှုပ်ကြံခန်းအောင်လည်းမနေနဲ့နော်အဲ့လိုမခန်းစင်နဲ့ဟိုမင်းအတုံးမကြဘူးဆိုတာငါတို့တားဖတ်ရင်သိပြီမဲ့လူသိရှင်ကြားဖြစ်အောင်မလုပ်နဲ့ကြားလား ကြားတယ်အဲ့ဒီအောင်မောင်းဆိုတဲ့ကောင်နဲ့သူ့ဆရာမင်းခန့်ဆိုတဲ့ကောင်ငါလုံးဝမကြည့်နိုင်ဘူးကွာဟမ်တနေ့ချံငါရဲ့ရန်သူတော်တွေကပို့ပို့တိုးလာတယ်အဲ့နေတဲ့ကေတရာသာချင်းသေးမင်းရဲ့နှခမ်းမွဲကိုလာကလိနေမှာတော့ကွာအချောင်းပြရသေးတာဗောအေးမင်းတို့ကောင်တွေကိုငါတကြွကျွတ်နဲ့မြည်အောင်ငါဝါစားပြအောင်ပါ စိတ်ချပါအာစီရဲ့အာစီကအောင်မောင်းကိုဝါးစားမယ်ဆိုရင်အီပြေအောင်လို့အချင်းတကောင်မိတာတယ် ဟုတ်တယ်အောင်မောင်းကိုမြားလို့ရမယ်အချင်းလေးပေါ့ လွယ်အောင်လေ ဆိုရတဲ့ကောင်းပါလေစိတ်သားအောင်မနဲ့လာလေးပေးပါ နဲ့အောင်လေ မွားတယ်ဆိုရတဲ့ ဟဲ့ဟေး ပေါ်လေပေါ်လေကောင်းပါကောင်းပါအဲ့နေပါ တွေးတိုးနေတယ်တဲ့ဗတဲ့ကပိချက်တွေလာကျွေးနေရတယ်ဒုက္ခပါပဲ ဟဲ့မချမောလာချပါညီမလေး ချွေမောင်ရကလေးကတော့နည်းနည်းလောက်ယူထားလိုက်ရင်ကောင်းမှာ ကြိုက်ဟာတွေ့တာတော့ပဲဗျာဟိုကလေဆရာတော်ဘုရားကလေဟိုဘောကြောင်မှာအလူရှိလို့တဲ့ပစ္စည်းတွေတဲမှာအများကြီးပဲကြောက်လည်းမနိုင်ဘူးဗျအဲ့လက်ကူညီလေးပါ ကျုပ်လိုက်ပါ ကျွန်တော်ခေါ်ရလိုက်မယ်နော်ကို အေးပါ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  ပေးပါပေးပါငါကြိုက်ဟုတ်ပါဘူးပေးပါငါကြိုက်မှမယ်မင်းနေစမ်းပါ ရပါတယ်နင်တို့မင်းရရင်လည်းငါပဲကြိုင်မယ်လူမနေနဲ့လူမနေနဲ့တယောက်တစ်ဖက်ကရင်လည်းကြိုင် ကြရောတယောက်တစ်ဖက်ကကြိုက်ဦးတယောက်တစ်ဖက်ကကြိုက် ညီမလေးဘာလို့ပါမချမောယူပါဦး ဟဲ့ဘလို့တော့နင်လုံးလာတယ်ဒုက္ခပါတယ်ကျူမပေါ့နေပါအောင်လားဘလို့ဖြစ်နေရလဲအဲ့လိုတဲကြီးမဲကြီးနဲ့ ပြည့်ပြည့် ရွှေတော့ပြားနေတာပဲကဲထားစမ်းပါမကျူဘူးအဲ့ဒါလည်းသွားစမ်းပါ ဘာလို့လဲ ဆိုရတဲ့ တော်ပြီမကျူတော့အဲ့ကြောင်ရှာသေးတယ် ဟဲ့နဲ့ဈေးဝယ်တာတောင်ထိုးမြောက်ထိုး ဟာတဲ့လားဒီလောက်ပဲ မာယောခဏစီးပို့ပေးလိုက်မယ်ရော ဟုတ် ဟုတ်တယ်လေငါတော့ဘုရားဘော နောက်ခါလဲငါဝယ်ပါ ဝယ်မအဲ့တော့တယောက်ကမနေ့တိုင်းဈေးလာတော့နောက်ဈေး မန်လေး ပြန်ရမှာပြန်တော့လည်းပြောနေတယ်လေ ကျမတို့ဆိုင်ရလဲ ဟာမတမတတတော့ ဒီမှာဖျားပန်းဖျားပန်း အေးတပေပါလေတဲ့သုံးကြီး လာပေါ်ပေါ်လေးဒီမှာသမီးလေးမလေးတွေ ပန်းတပေနဲ့ညောင်ရင်လောက်ပြီးတော့စွတ်နေတောင်းကြတယ်ဖေကွာပြန်တော့မင်းပြန်ပါ ကောင်းတယ်လေဆိုရတဲ့လည်းဆွေးတာ ပဲတော့ရေးပြီးပါဦး ဟဲ့ဒါဘယ်ပြန်လာဩဈေးချင်းတော်ကြီးမြေတဲ့နဲ့ဘယ်ပြန်လာလဲဆိုတော့နေကြီးတော့အိမ်မှာစမန်ခွေးပြန်လာဟဲ့စလုံးကြီးကန်းနေလားမသိမကမ်းပါဘူးကမြင်ရပါတယ်နေရလဲငါတိတာပဲမင်းတို့တွေကလေငါလိုကောင်းမလေးချောချောလေးမြင်လို့ရှိရင်လေဖွန်ကြောင်ကျင်ရမလားမင်းလိုလောက်ဝေသမားရုပ်ကြီးကိုဟာပြမင်းမပါလားပြောဟာဘလို့ဆိုင်နေလဲကြည့်လို့နော်ပို့ပါဦးဘာတခါကြီးပြောနေရလဲလို့ချက်ချင်းနှွဲသွားတာကံကောင်းလားဟုတ်တယ်ဟိုငါနင့်ကိုခေါ်ရင်တော့ခေါ်တာမဟုတ်ဘူးနင်ပြောစရာရှိလို့နင့်ကိုဟာ crush နေတဲ့သူတယောက်ကြောင့်ငါပြောမလို့အဲ့ဒါကဲတကယ်လေနင်မကြားချင်ဘူးမလားသွားအောင်လားသွားလိုက်မပူလေကြားချင်တယ်ဘယ်လိုလဲတကယ်ကြားချင်တော့တကယ်ကြားချင်တယ်ဘယ်သူလဲဆိုတော့ဟာနင့်ကို crush နေတာတခြားလူမဟုတ်ဘူးကငါတို့ရဲ့တငယ်ချင်းအဲ့ဒါငေါတငယ်ချင်းအရင်အောင်မဘောလာတွေအဲ့ဒါနင်းဟိုဘယ်လိုပြောမလဲအကျေတဲ့အကြောင်းအဲ့ဒါပြောချင်တာပါဒါပေမဲ့နင်းကနားမထောင်ချင်တာအဲ့တော့ပြောမနေတော့ပါဘူးဟုတ်တယ်မလားပြောပါရဲ့ငါ့တကယ်ခရက်နေတာဟုတ်တယ်ကဲနော်ကဲ
ကိုလိုက်တာဟိုရှင်နေအောင်တုံးလာပြီပြောပါရဲ့ ခုနှစ်လေ तू ကစပင်ညက်ဆိုင်ကဒါဆိုတဲ့ကောင်မလေးอ่ะအရှမ်းလန်းတာတဲ့အကြီးမကြီးကအိုလီတဲ့ဟုတ်တယ်အငယ်မလေးကတော့ချစ်စရာအရန်ကောင်းတာပဲတဲ့ဟာဘာလဲလို့ကဲပြောတာအဲ့ဒါနဲ့မကောက်ဘူးอ่ะနင်းကိုလေစာအောင်ပေးခိုင်းလိုက်သေးတယ်စာအေးဒီမှာသူဒီမှာလေအော်ဒီမှာလားအေးအရင်မလုပ်နဲ့လေမလုပ်နဲ့လေဟိုစာနဲ့မှားတော့အောင်မယ်နေလေဟဲနင်းအပေးနေအော်မပေးနဲ့အေးဟုတ်တာပဲဟောပြောလိုက်တဲ့စကားတွေကကြံသေးတယ်လေညလည်းဒီတိုင်းပေးလိုက်တော့ဘယ်ကောင်းမလဲဟိုနေငါတို့လေဟိုဒါလေးပါလေအော်အဲ့ဒါလားတော့မလေးလားအေးလားတော့မယ်ဟာနေနေဘယ်သွားမလို့ညာနေဘယ်သွားမှာတော့ကခေါ်နေလေနေကဘာပြနေလို့လဲအေးဟိုငါဒါပြတာလေအော်ဒါမလေးလက်မြန်ချင်းမြန်ရှိလိုက်တာနေကတကယ်နော်ရိုးသားအချောင်းပါလေးဒီမှာသူပြောတာငါစိတ်မခံထမ်းရည်ဟဲ့တော့ပါတယ်နော်အဲ့ဒါမြတ်ဟဲဟိုကိုရင်လာထမ်းတော့ထဲမှာလေကျက်တော့ခဲ့ပြန်ဒါရှင်းမယ်လို့ပြောလိုက်ငစင်းနဲ့မှတ်ခဲ့မှာနော်မှတ်ခဲ့လားโอเคနော်အဲ့ဆိုစာတော့ရပြီဟိုနောက်ပြီးတော့လေပြောနင်းကို तू ကပြောလိုက်လေဘာပြောလိုက်တယ်လေနင်းအလောက်မှကျွေးစင်းနေပြီတဲ့ဟုတ်တယ်နောက်ပြီးတော့လေရွာမှာရှိတဲ့ကာလာသားတွေဟာနင်းကိုကြိတ်ပိုးနေတဲ့သူတွေရှိတာ तू သိတယ်တဲ့အဲ့ဒါ तू ကလေနင်းကိုစိတ်မချဖြစ်နေတာ no ဟုတ်တယ်အော်နင်းကို तू စိတ်မချဖြစ်နေတော့ဟာနင်းစီက तू အဖြေလိုချင်တာဟုတ်တယ်တကယ်ဟိုဟဲ့နော်ဟိုလေအဖြေတော့မှယူပေးလို့မရဘူးနော်လို့ပေးရမလားအဖြေလေ तू ကဟိုနင်းအဘောနော် तू နံပါတ်1အချစ်ပြကြောင်းအရန်ချစ်တယ်ဆိုတဲ့အကြောင်းဆိုတော့တရွာလုံးသိအောင်ဟာကျင်ညာမောင်းခက်စေချင်တာပေါ့ဟာဆိုကဲတမ်းရဲ့ဟဲ့တရွာလုံးရောတနိုင်ငံလုံးရောတကဘာလုံးရောတစကြဝဠာလုံးနှာခေါင်းလေးတစ်ဖြတ်ရိုက်မိကုန်မှာဟာဒါအပြေးပေးမယ်လို့ပြောလိုက်နော်ပေးအော်ဆလူတော့ပါတယ်ညမမသိဘူးကတိုင်းရလဲပါတာပါဟင်မင်းအချောင်းပါမင်းအောင်ပါဖြစ်လို့ဟောလဲဝအဲ့ဒါပေါ့ဘာယူရဲ့ဒါပေမဲ့ဘာယူကအခုလိုမရှင်းပြပဲပြစ်ထားမယ်ဆိုလို့ရှိရင်အဲ့ဒီအမားကြီးအမှန်ဖြစ်သွားမှာစိုးရတယ်ဘာယူရဲ့အဲ့ဒီခါကျမှလေဟိုဥချက်ကြီးကသူ့ဖြစ်စေခြင်းတလို့ဖြစ်ပြီးတော့ဘာယူကိုပဲနင့်နာမှာပေါ့ဗျာငါဘာမှမပြောချင်ဘူးလှုပ်လည်းမလှုပ်ချင်ဘူးငါစိတ်မကောင်းဘူးဖြစ်တယ်ဝမ်းနေတယ်ကွာအနည်းဆုံးတော့ကွာငါရဲ့ကိုချင်းသိခါတော့သူအတိမပြုတ်တင်တယ်ဘာယူဒီပုံစံတိုင်းဆိုလို့ရှိရင်လေကြီးရော်ယူကြီးရတာဟိုသူရှက်ရမ်းပြီးလှုပ်လိုက်တဲ့ပုံပဲဘာယူရဲ့မထူးပါဘူးဘာရွှေကိုရယ်ဟိုကြီးတော်ယူလေအဖြစ်ပြက်မှန်ကိုရှင်းပြရင်းနဲ့ဟိုဘာရွှေကိုတသက်လုံးအဲ့ရင်ထဲမှာရှိသမျှဟာတွေအကုန်လုံးဖွင့်ပြောလိုက်ပါမလုံးနဲ့ဟာငါဖွင့်မပြောရဘူးကွာတကယ်လို့ငါဖွင့်ပြောလိုက်လို့ तू ကညင်းလိုက်ရင်ငါသူ့မျက်နှာလည်းမကြည့်ရ तू ကလည်းငါမျက်နှာမကြည့်ရအဲ့လိုဖြစ်နေမှာမျိုးငါမဖြစ်ချင်ဘူးကွာဟဲမြို့သားလေးနဲ့ဘာရွှေယူပါလားနေကောင်းကြတယ်နော်ဟုတ်ကောင်းပါတယ်မေမေယူရဲ့မြို့သားလေးကလည်းဘလူခေါ်လိုက်တာလဲလူအိုသွားတာပဲမေမေယူပါမေမေယူမဟုတ်ဘူးလေဟုတ် sorry ပါမေမေယူရဲ့ဟိုမေမေယူကအခုဘယ်ကပြန်လာကြလဲတွေးလေးညို့တို့ရပြန်လာတာအဲ့မှာနကနာရှိတယ်လေအဲ့နကနာပွဲအတွက်မေယူတို့မိတ်ကပ်ပိုင်းတောင်းပေးတာနဲ့ပျော်ပြီးတော့ပြန်လာတာဒီရွာမှာလည်းအဲ့လိုနကနာပွဲတွေပါရှိတာလားရှိတာပေါ့မြို့သားလေးကလည်းမြို့သားလေးအတွေ့အကြုံလိုချင်တယ်ဆိုရင်မနှက်ဖန်လာခဲ့ဟုတ်တယ်ဟိုမနှက်ဖန်ကလေဟိုရင်မီးအစုံနဲ့လေဒီပါခုံလို့ရတယ်စီရင်ထားမြအရမ်းမိုက်တယ်ညောင်းလာခဲ့ရမယ်နော်သွားမယ်နော်မြို့သားလေးမှတ်လဲထားအောင်မေယူသွားလိုက်ပါဦးမယ်ရှင့်ဘာရွှေ
မနေ့ကလေဈေးလေကောင်းကြီးမှာဦးချက်ကြီးရဲ့ဦးရွှေရိုးရဲ့ကြီးတော်ကြီးလူပိုးတာဒီလိုမြင်စေခြင်းနဲ့ငါတော့ကြားရခွေးနေရတယ် ဟဲဟုတ်လားနုနုတို့လည်းပြောပြပါ မနေ့ကဟိုကြီးတော်ကြီးဈေးဝယ်တာကိုဝိုင်းကူမယ်ဆိုပြီးနှစ်ယောက်သားငါလက်ထက်ကချင်းကိုလူဆွဲတာချင်းတာအသက်ရှိနေရာမှာလေပွဲချင်းလေးပဲခဏတည်းတော့ငါလည်းလစ်ထွက်လာတာကြီးတော်ကြီးဟိုပြီးတော့ဘာတွေဆက်ဖြစ်ကြသေးလဲ အမလီဒင်းတို့နှစ်ယောက်ကြောင့်တော့မပြောချင်ပါဘူးဟဲ့ငါ့ကိုကူညီတာလားနှောက်ယှက်တာလားတော့မသိတော့ငယ်ငယ်တွေကလေခုချိန်ထိဒင်းတို့နဲ့ရေဆက်ပါတယ်အမြဲတမ်းလူဒုက္ခပေးကြတာပါဟဲ့ ကြီးတော်ကြီးရဲ့လေးချက်ကြီးရတော့လေလူလေကြီးဆိုတော့အိမ်မှာတော့သဘောမတူပါဘူးနော်ဒါမဲ့ဘာရွှေရိုးကြီးရတာလေရိုးရိုးကြီးပြီးတော့ तू ကလေကြီးတော်ကြီးကိုလေတကယ်မြတ်တာရှိရဲ့ပုံပဲကြီးတော်ကြီးရဲ့ ဒင်းလာယူလာ သူရိုးလားမရိုးလားစဉ်းစားကြည့်ရနဲ့သိပါတယ်ကြီးတော်ယူနှစ်ယောက်ကြိုက်ကြခြင်းအတူတူကြီးတော်ကြီးအိမ်အောင်ကြရနဲ့လေးချက်ကြီးကတန်းပြီးမိမယူလိုက်တာဆိုဘာရွှေကြီးကအခုထိလူပြိုကြီးပဲဒါနဲ့အမတ်ကရတဲ့နေပြီ ဟုတ်တယ်ဟိုဦးရွှေရိုးလေကြီးတော်ကြီးကိုကြည့်တဲ့ညောင်အိမ်ထဲမှာကြီးတော်ကြီးကိုချစ်တဲ့အချစ်တွေစီးစင်းနေတာမြင်တော့ငါတော့ဘေးနာရင်ခုန်လာတယ် ကိုကျော်ကြီးရလဲနော်မမေကြီးတို့လိုင်းဝင်ခြင်းနဲ့တူပဲမရိုးတော့ဘူး မဟုတ်ပါဘူးရှင်နေရာ လေမောင်နဲ့ဘာရွှေယူပဲနော် မလီညရဲ့ဘာရွှေရလေမြို့သားကောင်ဘက်သားသူနဲ့ပေါင်းပြီးတော့ငါ့ကိုကန့်လန့်တိုက်ဖို့ကြီးပဲစူးစမ်းနေတာမပြောချင်ပါဘူးအေးဟဲ့ညီလည်းကြည့်ကြက်နေနော်မင်းဒီနေ့လေးပါ ဟိုနှကောင်ပြောပုံရဆိုရင်ကိုမောင်ကငါ့ကိုကြိတ်ကြွနေတာပေါ့ဒီเจ้าတွေကိုအဲ့ဆိုင်ကအဖွားကြီးတာတိလို့ရတော့ငါ့ကိုကြီးလီဝင်ပြီးတော့စွတ်ပြီးတော့ဟောက်နေတော့ကိုမောင်ရေကိုမောင်ကိုမောင်မောင်ကိုမောင်ကိုမောင်ကိုမောင် မိတာဘလို့ဖြစ်နေတာဒါသပင်ညက်ဆိုင်လေ KTV မှမဟုတ်တာညှိကြည့်ရတာလဲလေဟဝါကိုကင်းကြိုက်တယ်လို့ပဲဖြက်ဖြက်ကိုလူးနေတာပဲ မမရအဲ့လိုကျန်းနေတဲ့စကားကြီးမပြောပါနဲ့လို့ အမှန် သူများကလေตาရနေတာပျော်ရွှင်နေတာကျဉ်နပ်နေတာဒါရဲ့ရှင်ထဲပါလေအချစ်လေးပြလေးတွေကပြန်ဝဲပြီးတော့အော် ရော့စိုင်တန်ရှင်းရေးလှုပ်ထားလိုက်နော်ပတ်စံမပေးရဘူးဆိုပြီးအဲ့ဒါကြီးကြိုင်ပြီးနင်းဖြဲပြီးအာပြဲကြီးနဲ့စော့အော်မနေနဲ့စိုင်လက်တိတ်တယ်မိတာ ရှာ ဘိမရှာတော့အိမ်နေရေးဆိုတာစိန်ပေးဝယ်လို့မရဘူးအေးတကယ်ပဲစိတ်ချမ်းသာတယ်ငါဈေးသွားမယ်တေးချလှုပ်ထားလိုက် ဟုတ်နားကောင်ပဲကြည့်ပြောသူကြတော့ဖိုက်တာမနေလို့ဆိုင်မှာဘာမှလည်းလုပ်နေတယ်သူငါလုပ်တိုင်းလာလာပဲကြည့်ပြောရှင်ဟုတ်ကဲ့ဟာကြည့်ဟဲကိုမောင်
ကိုမောင်တော့စိုက်မလားကြာပြီနော်သပင်းလည်းရှင်းနေပြီကိုမောင်ကြားလားလို့ကိုမောင်ကိုမောင်ရေ မင်းကမင်းဒီတစ်ခေါက်ရန်ကုန်သွားရင်ငါ့ကိုခေါ်လေကွာ လောလောဆယ်တော့ရန်ကုန်သွားဖို့အစီအစဉ်မရှိသေးပါဘူးကွာသွားပြင်တော့ဒီနေ့ကြောင်းဝုန်းလောက်ပဲသွားပြင်မှာငါသွားရင်မင်းကဒီမှာမရှိလို့မဖြစ်ဘူးလေကွာတခါလေအလုပ်ပရက်နဲ့ကြော်ရင်တော့လိုက်ခဲ့ပေါ့ အေးပါကွာ ကောင်းနေရတယ်ကွာဒီတောင်းရင်သာကွီးရကြီးနဲ့နက်ခင်းလက်ဖက်ဆိုင်ထိုင်မယ်ဆိုရင်တကောင်းမှမနိုးတော့ကောင်းပါအတောက်ထဲတောက်ရတာဒီလေ ဟုတ်ကဲ့ဆရာ ပုံမှန်မဲ့ပေးကွာအနေရောမင်းတို့ဆိုင်ရလေပတ်စံရတယ်ဆိုတိုင်းစွတ်ဆက်မရောင်းနဲ့နော်လူလေးပါလေးစစ်ပြီးမှရောင်းပြီးတော့မတန့်တဲ့လူတွေတောက်ထားတဲ့ခွက်တွေနဲ့ငါလာချမပေးနဲ့ကွာရာဇာကြီးတို့ကယွန်တက်လို့ ဟုတ်ကဲ့ ညီလေးမင်းတို့ရွာမှာစားမယ်တောက်မယ်နဲ့အလောက်ကင်မရှိတဲ့လူတွေရှိလားကွာအခုကတနာလို့လုံလေးပါလေးပေးခြင်းလို့ ကျွန်တော်တကယ်မသိတာဗျ မင်းရလေကွာဒါတော့မသိဘူးလားဟိုတလောက Facebook ပေါ်မှာတော့တက်လာသေးတယ်လေရုပ်ကတော့ခက်နာပဲကွာအဲ့အစားအငှားလိုက်သည်ဆိုပြီးတော့ကိုကြုံလို့မေးကြည့်တာပါ ကျွန်တော်တကယ်မသိတာဗျ ဟုတ်သားပဲကွာ तू ကဘလို့လို့သိမှာမင်းကသာနာမည်ကြီးရတာပြောတာငါဖြင့်သေချာတော့မမြင်ဘူး ဟာမင်းကမင်းမမြင်ဘူးတာကောင်းတယ်နော်မင်းသာမြင်လိုက်လို့ထမင်း2ရက်3ရက်လောက်တော့ထမင်းစားပြက်ပြီနော် ဟုတ်လား အဲ့ကောင်ရှိကရွာနာတယ်ကွာရွာကနေမောင်းထုတ်ပြရမှာ မင်းကဘာရဲလုံနေရလဲလက်ဖက်ချလေကွာ ဟယ်လိုတက်စီဟယ်လို ဝိသလားဟုတ်ဒီလော့စပီကာကြီးကဘာလို့ဖွင့်လဲဟင် နေ့လေကြာနကနာပဲကောက်ဘူးဟာ ဟုတ်လားအတော်ပဲဟိုတရကိုလေအဲ့မိုက်ကလေးခဏငါပါလားလို့ ဩနေရရှိုးရှက်တွေဘာလို့ဟာ လုံးပါကိုကြီးတလားရဲ့တရအရေးကြီးကိစ္စရှိလို့ပါနော်တရခဏလေးငါပါနော် နေရလုတ်ပြန်ပြီဟာနေရလဲဟာ ခဏလေးရှော့ဒါကိုကြီးတလားအတွက်တဖေကိုတထောင်မိုက်ကလေးခဏငါနော် အဲ့တော့မကြသေးရဲ့နော်ငါလည်းကိစ္စရှိတယ် မကြောက်ဘူးစိတ်ကြဟယ်လိုတက္ကစီဟယ်လို1 2 3ဟယ်လိုကိုမောင်ကြားလားကိုမောင်ရေတထားလေအင်ကြီးတွေလဲပြီးတော့အလှတွေပြင်းလာတယ်ဟိုတထားလားလို့ကြည့်ပါဦးကိုမောင်ရဲ့ကိုမောင်လေတထားပြောရတခုရှိရသေးလားအဲ့ဒါလေကိုမောင်ကိုတထားကအရင်ချစ်ပါတယ်ရှင်ဒါပဲနော်ကိုမောင်ဟိုအများကြီးတီအောင်အဖြေပေးသွားပြီတထားကိုလေဒီတက်မကပိုချစ်ပြီးတော့ပုံမြင်လို့ပေးရမယ်နော်အဘွားပွားကြည့်ရတာယော ဟေ့ဘာရှောင်းနေတာဘာမှမလုပ်ဘူးကွာဘာတခုမှလည်းမသိဘူး တရာကိုလေဒီထက်မကပိုချစ်ပုံမြင်လို့ပေးရမယ်နော်အဘွားမွားကြည့်တဲ့ဘာဒီမှာဟာတာရီရတယ်ဟာတာတွေကရီရတော်တော်ရီရတယ်ကွာ ရခဲ့လား ဒီမှာအေးပေါင်းဟိုမောင်လေမိဒါရီရေးဖို့တဲ့အကြောင်းပြောဖို့ကြားလာပြီဘာဖြစ်လို့ခုမှသူတို့ကြတောင်းနေရလဲဘာတော့မလို့လဲမောင် ကိစ္စရှိလို့ဗောမောင်ရဲ့မောင်ဒီစာအုပ်လေးကိုရလိုက်တာလေ
တော်တော်လေးအဆင်ပြေသွားတယ်သိလား ဘာလို့မလို့လဲဆိုတာမောင်ပြောပြအောင်လေမောင်ကလေဘုံမတိဘာမနဲ့ယူပြီးလာခဲ့ရတာမောင်တော့ပောက်ကြလှုပ်လို့တော့မရဘူး မလုပ်ပါဘူးမောင်ရဲ့မောင်စိတ်ချနော်မောင်ဒီစာအုပ်လေးကိုတောင်းရတယ်ဆိုတာမောင်တို့နှစ်ယောက်အတွက်ပြီးတော့ဘာရွှေတို့အတွက်လိုအပ်လို့တောင်းရတာပါ အမမောင်တိတ်ကြလို့တော့မရအောင်နော်မမေကလေအချိန်မှန်နေအရေးကြီးတဲ့အကြောင်းအရာကိုဒီဆောင်ထဲမှာပဲမှတ်ထားတာပြီးတော့သူကြည့်ချင်တဲ့အခါကျရင်ဖုတ်ဖွင့်ပြီးတော့ကြည်တာမောင်ရဲ့ပျောက်လို့လည်းမရဘူးကြာလို့လည်းမရဘူးနော် အင်းမမောင်ရဲ့မောင်ဒီစာအုပ်လေးကိုလေမှုံရဲ့လက်ထဲကိုဒီတရက်နေ့အတွင်းရအောင်ထည့်ပေးမယ်ဟုတ်ပြီလားနော် ဦးနီနာမြော်ပခန်းကျော်မြောက်လူများမြော်ပခန်းကျော်တောင်းနေလာဝဲပါတယ်မင်းရွှေကမ်းမင်းအတွေ့ကနဲ့စီယာမင်းထွက်တဲ့စီးဆရာတို့ ဟိုအရှင်စရနက်ကဟိုဘာအတွက်နဲ့ကြွလာတာလဲယင် ငါခင်းကြီးနဲ့တွေ့ကြလို့ ဟဲ ခင်းကြီးကိုခေါ်ပေး ဟဲကြီးတော်ကြီးနဲ့တွေ့ချင်လို့တဲ့ဟဲသွားလေ ဟာဦးသေးရဲ့နတ်ဖြစ်နေတာကိုအကျုံအမြန်တော့ခေါ်ပေးမယ်ခဏလေးခဏလေး လေးမနေ့ကငါချက်တဲ့ကြာစံကြလေးဘာဖုန်းကြီးစီသွားပို့တာတေချာဖုန်းပေးဖို့နဲ့ရှောက်ခဲ့လားဟဲ့ ရှောက်ခဲ့ပါတယ်ကြီးရောရဲ့တခြားကတ်ခဲ့ပါတယ် အေးပြီးရောအင်းရှိမတန်းဆုံးလောင်းလို့ရှိရင်လေဟင်းလေးအိုးကြီးတဲ့ပေါင်းထည့်လွန်းလို့ပါအေးဟိုနေ့ကငါမှလေကြာစံကြလေးမနေ့စောစောထချက်ပြီးတန်းဆုံးလောင်းမှာငါရဲ့ကြာစံချက်တွေကိုဘွမ်းဆိုအချင်းဟိုးရဲရောထည့်ပြငါတင်ရင်ထဲမှာတော့မကောင်းဟဲ့ဟိုနောက်ဆိုလို့ရှိရင်လေဘာဖုန်းကြီးစီဆုံးကိုနေမဲ့သွားပို့ပြီးကတ်လိုက်တော့ကြားလား ဟုတ်ကဲ့ကြီးရောရဲ့ အေးဟဲ့နင်တို့ပြီးသားလေးပြင်ငါပြန်ဆက်မယ် ကျော်ကြီးဘာတော့ဖြစ်လာတော့ ရွာထဲမှာရွာထဲမှာ ရွာထဲမှာဘာဖြစ်တော့ ရွာထဲမှာထူးဆန်းတာတွေဝက်ကွယ်ဖြစ်နေပြီကြီးတော်ရဲ့ဟိုတွေးလေးညိုတို့နက်ကနာပွဲမှာလေဥဆွေရိုးကြီးနတ်ဝင်စီးလို့တယ်ဗျ ကိုရွှေရိုးနတ်စီးတာ ဟုတ်တယ်ဟိုဒီတက်ပို့ပြီးထူးဆန်းတာဥဆွေရိုးကြီးကိုဝင်စီးတဲ့နက်ကဟိုဘိုင်းဥစေရနတ်တဲ့ဗျ ကိုစေရနဲ့
မဖြစ်နိုင်တာနင်က ဟာဟုတ်တယ်ကြီးတော်ကြီးယောက်ျားဥစေရနဲ့မှဥစေရနဲ့အစ်စ်ကြီးတော်ကြီးမယုံရင်သွားလာကြည့်ဗျာ ဟုတ်ပါရဲ့ကြီးရော်ကြီးရဲ့တွားကြည့်လိုက်ပါလားတကယ်မဟုတ်သိရ ဟုတ်တာပဲကြီးရတော့ကြည့်လိုက်ပါနော် ဖေးစမ်းငါတော့မယ်မင်းမငါနဲ့လိုက်ခဲ့လာဖေးစမ်း ကြီးတော့လာပြီကြီးတော့လာရှေ့လာရှေ့ရှေ့တူမလာပါဟိုကြီးရောကြီးရောက်ပါဒေါခင်ကြီးရောက်ပါပြီဖေရ နမတော်ကြီးရောက်လာပြီကိုကျုပ်စိတ်ဝိညာဉ်နဲ့ခေါ်ခိုင်းလိုက်တော့မလာရမနေနိုင်နမတော်ကြီးခါစားရောက်လာတာကို မစီမဆိုင်တော့ကြော်ကြီးလာပြောလို့လေကျုပ်ကလာကြည့်တာ ဘဝတည်းပြောင်းသွားတယ်နမတော်ကြီးကမပြောင်းလဲသေးပဲကို ငါဘာကိုပြောင်းမှာတော့ လောဘဒေါသမောဟတွေကအရင်လိုပဲတောင်းလောင်နေတော့ဒီကြားတဲ့အတ္တနဲ့မာနပါလိုက်သေးတယ်အဲ့ဒါကြောင့်ကျုပ်နမတော်ကြီးကိုစိတ်မချလို့လာကြည့်ရတာပဲ အဖိုးတွေပြောမနေနဲ့ရွှေရိုးနင်ဘာတွေကြံစီနေလဲငါပြောစမ်းဟမ် မေလူပါဦးကြီးတော့ဘာပြောနေလဲမသိဘူးကြီးတော့ငါကတော့မဟုတ်နဲ့လေငါကပြန်ဝင်လိုက်လို့ကြီးတော့ခွမ်းသွားအောင်မယ်တဲ့ဒါဘာရွှေရုံမဟုတ်ဘူးကြီးတော့ယောက်ျားဘာစီရနဲ့ဝင်နေတာဘာစီရနဲ့ဝင်နေတာ ပေါ့ရှာအေးဘယ်ရနက်လဲဘယ်ဘာစီရလဲကိုစရသေးတာပြန်ကြားလာပြီဒါလေရွှေရိုးလေကလင်ညာစင်နေတာကြည့်မှာ တိတ်ဆန်းငါ့ကိုမခံလေးစားနဲ့ငါကလည်းနေဒုက္ခရောက်သွားမယ် လောက်ချီတာလေလောက်ချီတာလေ နေမှတ်မိသေးရလားနေမိဘတွေပေးစားတဲ့ရွှေရိုးကိုမလိုချင်လို့ငါနဲ့ခိုးရလိုက်တဲ့ညကနေရဲ့လုံကြီးချန်စီုံနဲ့ညှိပြီးဟဲ့တဲ့ကြီးကွာသွားတာလေကြီးစားဘွားတော့ကလည်းမိဘတွေစင်ပေးတဲ့ဆွဲချိုကြပြောက်လို့အတူကြီးဝှက်ပြီးနေခဲ့ရတာငါနဲ့ရမအစ်စ်ကိုပြန်ဝှက်ခဲ့ရလေမမီးရလား ရပါပြီဟိုအဲ့ဒါတွေမပြောပါနဲ့တော့အဲ့ကြောင့်တွေမပြောပါနဲ့ တဲ့ငါမျိုးကပြန်လာတော့နင့်တင်ပါမှာသွေးစုနာကြီးပေါ့ အမလေးရပါပြီမပြောပါနဲ့တော့သိပါပြီအမလေးအဲ့ကြောင့်တွေဆက်မပြောပါနဲ့တော့ဘာစီရနဲ့ဆိုတာယုံပါပြီအော်ဟိုကျမကို မဟုတ်လေနမတော်လို့ပြောတယ်ကြီးတော့ နမတော်ဟိုတွေ့ချင်တာလဲဆိုတာလေဟိုမိတ်ပါအောင် နတ်ဘွားမှာကြောင်ကြစိတ်တင်တယ်နမတော်ကြီးကိုစိတ်မချလို့ပဲ နမတော်ဘာကြောင့်စိတ်မချတာလဲဆိုတာမိတ်ပေးပါအောင် နေကလေနင်ဖြစ်ရှင်တဲ့ဆန္ဒကိုဦးစားပေးပြီးသမီးလေးကိုစိတ်ဆင်းရဲအောင်လုပ်နေတဲ့အတွက်နင်စုံဖြတ်ချက်မအောင်ငါလာပြီးသတိပြတာပဲဟဲ့ ကျမဟိုသမီးလေးလူရွေးမမအောင်ဟိုသမီးကောင်းမှုစီစဉ်တာပါဟိုသမီးလေးစီစဉ်အောင်လုပ်တာမဟုတ်ပါဘူး တိတ်နေလောက်ခါမှပို့ပြီးဇလန်းနေချုပ်ပြီးသမီးလေးစိတ်ဆင်းရဲနေရတယ်သမီးလေးချစ်သူကောင်းလေးဟာရိုးသားပြူစင်ပြီးကြိုးစားတဲ့သူဖြစ်တယ်သူတို့နှစ်ယောက်ကဇာတာချင်းနဲ့ကပ်ပြီးသစ္စာရှိတဲ့သူဖြစ်တဲ့အတွက်သူတို့နှစ်ယောက်ကိုအမြန်ဆုံးသဘောတူပေးလိုက်သူတို့ရဲ့ချစ်ချင်းကိုမခွဲပါနဲ့နမတော်ကြီးရဲ့ ဒါတော့မလီ သမီးလေးကိုစိတ်ဆင်းရအောင်လုပ်တာငါစကားကိုနားမထောင်တာနဲ့အတူပဲဘာလဲငါနဲ့ကစားနေတာလား မကစားချင်ပါဘူးသူတို့မခွဲတော့ပါဘူးသဘောတူပေးပါတော့မယ် အဲ့ဒါဆိုရင်တော့ငါစိတ်ချသွားပြီငါပြန်မကြွခင်နှုတ်တော်ကြီးကိုတခုတော့မှာခဲ့ခြင်းနဲ့ ဟုတ်ကဲ့ပြောပါဟုတ်ပါမလာပါမိမ ဓမ္မတော်ကြီးလဲတခုတည်းပြင်ပန်းလာပါပြီတင့်တော်တဲ့ဘဝလက်တော်ကိုတယောက်တော့လိုးနေပြီအနည်းနာမှာရှိတဲ့ဘုဒ္ဓဟူသားတွေ့ရင်တော့စိတ်ကူးမလွဲနဲ့နော် ဘုဒ္ဓသား ဘုဒ္ဓဟူသားဆိုတော့ရဝါနဲ့စတာလေ तू ကချစ်ခွင့်ပန်လိုက်ရင်မငင်းနဲ့လက်ခံလိုက်အဲ့ဒါဆိုရင်တော့ငါစိတ်ချပြီကဲငါပြန်ကြွပြီဟဲ့
ဘာရှိဘူးအေးခုနကလှုပ်သွားတာကြီးအကယ်ဒမီရှော့ကြီးနော် ဟာ ဟောဘာရှိကမင်းသားလှုပ်ခဲ့ရမှာသိလား ဟာမင်းကလည်းချင်းချင်းလာပြီးတော့မြှောက်နေကြပြီကွာ အဲ့ဒီပညာလေးလေကျွန်တော်နည်းနည်းပါသင်ပေးပါလား ဟာဟမ်လေမြှောက်နေချင်ကွာကြီး ဘာရှိဘူးဘာရှိဘူးတော့တကယ်ချီးကျူးတယ်ဗျာကြီးတော်ကြီးလေဟိုသူ့တင်မမှာသွေးစုနာပေါက်တယ်ဆိုတဲ့အကြောင်းကြားတဲ့ကြောင်းမျက်လုံးပြူးပြီးတော်တော်လန့်သွားတာနော်ဘာရှိရိုးလေတကယ်နတ်ဝင်ပူတယ်ဆိုပြီးလောက်တွေပါချီလို့ တကယ်တော့အဲ့ဒီတင်ပန်းမှာသွေးစုနာပေါက်တယ်ဆိုတဲ့အကြောင်းอ่ะစောက်ထဲမှာထည့်ရေးမထားဘူးကွာ ဟမ် ဟိုသူ့တင်ပန်းမှာသွေးစုနာပေါက်လို့ပြေတဲနေတဲ့အချိန်မှာနာမည်ကြီးအနာပေါက်ကူးတဲ့ဆရာကိုငါပဲသူ့ယောက်ျားကူဆရာကိုညှို့ခဲ့တာ ဟမ် ဟိုရောက်တော့ကွာဆရာယောက်ျားဖြစ်နေလို့တဲ့ခင်ကြီးပေါက်ခွဲပါလေကွာအဲ့ကြောင့်သူ့ယောက်ျားငါ့ကိုပြောပြတယ်အဲ့တော့ငါသတိရလို့ခုနထည့်ပြောလိုက်တာ အော်ဒီလိုဘာရှိဘူးဘာရှိဘူးဟိုကြီးတော်ကြီးကတကယ်တော့မလွယ်ပါဘူးဗျာခုနကလည်းလေဟိုကျွန်တော်ကြည်နေရသေးလားဟိုဘယ်ချိန်မှန်းထအောင်မလဲဆိုပြီးကျွန်တော်မှလန့်နေရတာတော်သေးတာဗောဘာရှိဘူးကဲလို့ဗောဘာရှိဘူးအဲ့ဒီဂျေစုတွေကိုလေဟိုဘာရှိဘူးကျွန်တော်ရဲ့ဟိုအကျွေးစင်းတာမှတ်ထားလိုက်ဗျာနော် ရပါတယ်ကွာမင်းနဲ့ငါနဲ့ကအညိုးတော်မှာပဲအဲ့ကျမှအတိုးကိုရင်ကိုပေါက်ဆက်လိုက်ပါကွာ ကောင်းလာပြီလားရှိပါဘာရှိဘူးဖုန်းစီရဖုန်းဟယ်လိုမောင်ဟမ်ဒီညမောင်ဖြစ်ပါမလားအော်โอเคနော်အဲ့ဆိုဒါပဲနော်ဘာရှိဘူးမှုံကလေဟိုစာအုပ်ကိုဒီနေ့ညလာပေးပါတဲ့ဟိုနောက်နေ့မှဆိုလို့ရှိရင်ကြာသွားမှဆိုလို့တဲ့ပြီးတော့ကြီးတော့ကြီးကသူ့ယောက်ျားကိုလွမ်းလို့ရှိရင်စာအုပ်ကိုသွားဖတ်တဲ့ခါကျရင်မရှိရင်ကွိုင်တက်မှဆိုလို့တဲ့ ဒီနေ့ရဆိုအခုပဲညနေစောင်းနေပြီ ဟိုည9နာရီလောက်ကိုတဲ့အိမ်နောက်ဖေးကိုလာပေးတဲ့သူထွက်ယူမယ်တဲ့ပြီးတော့အိမ်နောက်ဖေးတကားကိုလည်းသူဖွင့်ထားမယ်လို့ပြောတယ် ဟုတ်ပြီလေ သွားတာဟုတ်တယ်ဘာရှိရညဘက်ကြီးဆိုကျွန်တော်တယောက်တည်းမသွားရဘူးဘာရှိလိုက်ခဲ့ပြီလေ လိုက်ခဲ့ပါပေါ့ကွာမင်းလည်း အဲကျေးဇူးပဲနော်ဘာရှိအဲ့ဒါဟိုကျွန်တော်ရေသွားချိုးလိုက်အောင်မယ်ဘာရှိကိုနားအောင်နော် ဟေးသွားသွားပြီဘာရှိ ဟေးသွား တာကြည့်ပါဦးတားရဲ့မျိုးတားကြည့်ပါဦးမေဟဲ့ ငါမတည်သေးဘူးအရှင်လက်လက်ကြီးရှိသေးတယ်မင်းကမတာပေးပါငိုသူဘာလို့လာငိုရလဲဟာ ဟုတ်လားအဖေတရားလို့ကြည့်တယ်ဘာမှမကိုပါဘူးတားလေးကိုဘာမှလည်းလုပ်မပေးဘူး ဟာမင်းကဘာအောင်မကောက်လို့ပြောလဲဟမ်မင်းမျိုးဖို့ဆိုဖို့လေစားဖို့တော့ဖို့ငါအကုန်လုပ်ပေးတယ်ဝတ်ဖို့စားဖို့တွေအကုန်လုပ်ပေးတယ်မင်းဘာလိုလေးတယ်မရှိအကုန်လုပ်ပေးတယ်ဟမ်အဲ့ဒါအောင်မကောက်ဟုတ်လားနောက်ဆုံးခင်ကြီးကလေငါ့ကိုသူဘောကြပါတယ်လက်ခံပါတယ်ဆိုရင်တော့မင်းနဲ့အရင်ပေးစားမှာမောင်တော့ရင်ပေးစားမယ်ပြီးတော့မှခင်ကြီးနဲ့ကလည်းယူမယ်အဲ့ဒါကိုပြောနေတာ အဖေပါလေပဲစိတ်ကူးရပြီပေးသေးကောင်းတယ်ဟိုမှာပါဝါကြီးဗျာ ဘာပါရလဲငါရင်နေတာလို့ပါကွာမင်းတို့ပဲပြောပြလိုက်တော့ ဒီလိုလေးချက်ဥရွှေရိုးကြီးပေါ့နဂနာဘွဲမှာသူ့ကိုယ်သူနတ်ဝင်တယ်ဆိုပြီးတော့မုံနသားကိုမျိုးသားကောင်တဲ့သဘောတူခိုင်းတယ်လေဒါလည်းမကဘူးကြီးတော်ကြီးကသူနဲ့ဆိုနေနံကြိုက်တယ်တဲ့သူနဲ့ယူရင်โอเคမဲတဲ့အဲ့ဒါကိုကြီးတော်ကြီးကလည်းယုံပြီးလက်ဟုတ်တွေချီနေလိုက်တာများပြောကုန်မပြောချင်ဘူး ဟုတ်ပါဗျာဘာရွှေရိုးကြီးကတော့လှုပ်ဆက်ခင်းသွားတာလीဘာလဲသူ့ကိုဝင်ပူးတဲ့နက်ကမမလေးမုံနသားရဲ့အဖေ ဟုတ်တယ် ဦးစီယာနတ်တယ်ဗျာ ဟုတ်တယ်ရေးပြန်ပြီ အဲ့ပါတေးပဲလုံနေလိုက်တော့ကျွန်တော်ပြောပါတယ်ဖေကိုဒါသုံးပါလို့အခုတော့ဘာရွှေဟိုကြီးကနေရာတော့ဝိုက်သွားပြီဗျာ ရွှေဟာငါတိတ်ကောင်းနေဟလားမင်းငါနှလုံးသားကိုဖျက်ရိုက်သွားပြီရွှေမင်းကနှလုံးသားကိုဖျက်ရိုက်သွားပြီ ဟောအခုမှပဲအလုံးကြီးနဲ့လာခံသားပြမနေနဲ့ဖေကဟိုမှာပါသွားပြီ ဘာခါတာဒီပါကွာရွှေကဒီတလှမ်းလေးတာသွားတာပါနော်ဒီကောင်ဒီတစ်ချက်နဲ့ညံကောင်းသွားလို့ပါဒါမဲ့ရွှေကဖေးလို့လက်ရဲစဲရမရှိပါဘူးစားမရှိပါဘူးနော်
ငါခင်ကြီးကိုအပိုင်ကြမယ်ခင်ကြီးကိုငါရအောင်ရမယ်ရွှေလုံးဝမရသေးဘူး အော်အဖေကလည်းအပိုင်မဲကြင်ကြအပိုင်မဲယူတာနဲ့မုံလေးနဲ့အဖေဘယ်လိုလုပ်ပေးမှလဲအဖေဘယ်လိုလုပ်ပေးမှလဲ မင်းတို့ပြစ်ဘူးလား ပြဘူးလေ ဟမ်တို့ပြင်းကောင်းထိရင်ဘာဖြစ်လဲ အကုန်စားလေ ဟေးဘောဒါပဲဘော ဟာဟုတ်တယ်ဟုတ်တယ်ဒါတော့ဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့လေးချက်ကြီးကသာလွန်ခဲ့တဲ့နှစ်20လောက်ကတည်းကကြီးတော်ကြီးကိုအပိုင်ကြံခဲ့မယ်ဆိုရင်လေအာစီကူရကြီးတက်ကတော့အေးဆေးဆေးပဲအခုတော့ ဟုတ်တယ်အဲ့ဒါဆိုရင်လေးချက်ကြီးကိုကူညီဖို့ကျွန်တော်အစင်သင်ပဲဗျာအစင်သင်ပဲ အဲ့ဒါဆိုအဖေရဲ့ဒိုးပြားကိုတာရှုံလိုက်မယ်နော်တို့အစီအစဉ်ဘယ်တော့စမှာလဲဘယ်တော့လုပ်မှာလဲ ဒီနေ့ညပဲ ဟမ် လက်တို့ရတကူနဲ့ကိုနေထက်ကလူကောင်းသမီးကိုချစ်တယ်ဆိုတာသိလို့ဖေဖေကဒီလိုပြောနိုင်တာပေါ့ ဟုတ်လေခုနလေးကလည်းဝေးနေတာ နင်တို့လေနောက်ကငါအိမ်လဲမလားနင်တို့လည်းငါမမြင်ချင်ဘူးတက်လုံးမလားနဲ့တွားတော့ သူလက်စားလန်းသားကြောင့်လားလေဘိုးကြီးနှစ်ယောက်ကနှစ်ပူကွယ်လန်ဒူးပြေကလားမသိတာတော့ ပိုးကြတယ်လို့ပြောတာနဲ့လေခေါ်စရာတော့မလိုဘူးလာကြည့်ပေးမယ်တဲ့နင်တို့ပါဇက်ပေါက်လေးတွေခဏပိတ်ထား ဟာ ဟုတ် နေညိုညိုလမ်းနဲ့အဆွေးများမလုံးကျုပ်တို့ရဲ့ရွာလေးကတချင်တွေဆိုချိန်တန်ပြီဆိုစပါးကများမဲ့ဆိုအိမ်ပြန်ချိန်ဆိုသနီးကြောလေးကကြို